ကိုချောင်းတာမှာတပတ်တိတိနေသွားတာစိတ်ချမ်းသာမှုရှိရလားပင်လေရကိုခံစားချက်မျိုးပေးခဲ့ပါတယ်ရှင်မြုပ်တော့မဲ့ကြောက်ဆောင်မှာထိုင်ခဲ့ပြီလို့ကြောက်လန့်ခဲ့ရတယ်စစ်ကကပေကကလူတယောက်နဲ့လည်းရှင်းဖြစ်ခဲ့ရတယ်ဒီလိုအဲ့လိုကျေးဇူးတင်ရတယ်မိုးလေကြီးပြီးကျွန်းမော်ရောက်တဲ့ညမျိုးတွေ့ကြောက်ခဲ့ရကိုပြရတာနေတော့ပြန်လာနေတော့ဘာဖြစ်လဲကိုလေပင်လေနဲ့ခွဲရကနေတော့ပင်လေကိုလုံးမိရဲ့ကားထွက်တော့မှထင်တယ်ပါတော့နော်ပင်လေကိုပြောစကားရှိသေးလားမရှိတော့ပါဘူးကျွန်တော်ဘာမှပြောစရာမရှိတော့ဘူးဟောကိုဒါကျွန်တော်ကိုအတွက်ကျွန်တော်ရင်ထဲကကြပြတစ်ပုဒ်ကိုကျွန်တော်ရေးထားတာကိုကားစင်းနဲ့အပြင်းပြေဖတ်လို့ရအောင်အပြင်းပြေတယ်လားပင်လေဆိုးနဲ့ကောင်းတွန်တွဲနေတယ်လို့ပဲချစ်နဲ့အမုန်းဟာတလဲစီကြုံရမှာဘယ်ရမှလည်းမြဲမရှိဘူးချစ်ဟာမုန်းလို့ကြမုန်းလို့မြောက်ရင်ချစ်တာကြံငယ်မှာချစ်နာချစ်လို့ပေးဝေတော့တရားဟောင်းများပြေပြောင်းလို့အာယုံအောင်ရှောင်းလန်းစို့ခါတရံချစ်ဟာကြည်နူးစရာခါတရံချစ်ဟာချစ်ကွဲစရာခါတရံလေးအာယုံမမခါတရံမျက်ရည်တွေနဲ့ကြပြခါတရံချစ်ဟာလေးမြတ်မှာခါတရံချစ်ဟာမုံနိုင်မှာခါတရံမိုးရေစမြားပမာခါတရံမီပင်လေကြီးတာကဲဘယ်လိုလဲသမီးချောင်းတော်မှာတစ်ပတ်လုံးလုံးနေခဲ့တယ်ဆိုတော့စိတ်တွေလန်းသွားပြီလားပျော်ခဲ့ရင်လားပျော်တာတော့ပျော်ခဲ့ပါတယ်သမီးစကားကနောက်ဆက်တွဲနေနေမှာလားဟိုလေသမီးကိုတခုလောက်မေးပြရစေမေးလေသမီးမမေရောချစ်တယ်လားအိုးချောင်းသားပြန်လာပြီးမှငါသမီးစကားကြီးအဆမ်းပါလားဟိမမေကမချစ်တတ်ဘူးလို့သမီးကထင်နေတယ်ပေါ့လေတကယ်တမ်းကျတော့မမေကလေအချစ်မှာယူသွတ်လွန်လို့ဘဝတစ်ချမ်းကိုတောင်ပေးဆက်ခဲ့ဘူးလေသမီးရဲ့ဘဝတစ်ခုလုံးနဲ့ရှင်လိုက်မယ်ဆိုရင်အချစ်ဆိုတာတေးသေးလေးရဲ့ယောက်ျားရဲ့အချစ်ဆိုတာကလည်းအချစ်တဲ့ရမက်ကိုပဲပို့ပြီးဦးစားပေးကြတာအလကားသစ္စာမရှိတဲ့သူတွေအဲ့တော့ main ကလေးတွေရဲ့နှစ်ကာချစ်တတ်တဲ့စိတ်ဟာသူတွေနဲ့လုံးဝမတန်ဘူးသမီးမမေ
ဒီကပြားလေးကိုဖတ်ကြည့်ပါလား ဘာကြပြလဲသမီးမမေ့ပြပါဘူး ချစ်သူရင်ဝင်ပန်းတခင်ဖြစ်ခြင်းတခင်ပန်းလိုကပန်းမပန်းလိုတော့လေလေနော်တိုင်းရင်နံပြီးငွေပြန်ပါတခင်ရင်နဲ့ရှင်တန်းရင်တခင်အချစ်နဲ့ပြစ်ပြီးဖို့ရည်စူးတော့မော်မကြွားနိုင်အပွင့်တွေညှို့အချစ်ကိုသူကျွန့်ရင်ကျိုးရပါတော့ချိုးယူလို့ပန်းစင်တခင်ကျင်ရင်ဖြင့်ဘုံမြင့်မှာဆံရတာခံစားချစ်ချင်းပန်းတခင်ဩချစ်သူရင်ပန်းတခင် မမေတမီးချောင်းလာမှာတော့မမေပြောဖို့ခဲ့တဲ့ယောက်ျားတွေနဲ့မတူတဲ့ယောက်ျားတစ်ယောက်နဲ့တွေ့ခဲ့တယ်။သူကယောက်ျားဖိတာတယ်။တစ္ဆာတရားလည်းကြီးမာတယ်။တမီးသူ့ပေါ်နားလေခံစားမိတာ။သူကရှင်နေရခံစားချက်ကိုတော့မှပဲယူသိထားနိုင်စွမ်းရှိတယ်မမေ။တမီးလည်းမမေပြောထားသလိုပဲယောက်ျားကြီးပေါ်မယုံကြည်ခဲ့ပါဘူး။အားလုံးကတစ္ဆာမရှိကြအောင်အခွင့်အရေးသမားတွေပဲလို့ထင်ခဲ့တယ်သူနဲ့ကြတော့ပင်လေးနဲ့ကြတော့ ဟောကောင်လေးနာမည်ကပြင်နေတဲ့လားအဲ့ဒီကလေးကမမေ့သမီးရင်ထဲကိုတော်တော်ရောက်နေပြီပဲသမီးသူ့ကိုချစ်မိသွားပြီလားသူကရောသမီးကိုချစ်ခွင့်တောင်းလိုက်ပြီလား သူဖွင့်ပြောခဲ့ပါသူကချောင်းနာမှာကျမကြပါလို့လုပ်ရတဲ့လူတစ်ယောက်လေတမီးရဲ့ခြေလေးနဲ့ကွာချောင်းနဲ့သူ့ကိုယ်သူတည်တယ်သူလေသူအရှမ်းကိုတက်တည်နေခဲ့တယ်မမေ ကဲသမီးအခုသမီးအော်စီမှာကျောင်းသွားတက်ဖို့ကိစ္စတွေမမေကအားလုံး ready ဖြစ်နေပြီအဲ့တော့တစ်ပတ်အတွင်းကိုသမီးထွက်ရမယ်နော်သမီးအဲ့တော့ကျောင်းတက်ဆရာရှိတာကိစ္စတွေသွားတက်လိုက်အောင်ပြန်လာတဲ့အချိန်မှာသမီးချင်းနဲ့ခံစားချက်တွေလည်းမပြောင်းလဲဘူးဒီတိုင်းပဲရှိနေမယ်နော်ဟိုကလေးကလည်းသမီးပြောသလိုပဲသမီးပေါ်မှာရိုးရိုးသားသားနဲ့သစ္စာရှိနေမယ်ဆိုရင် စာတရားကိုကိုယ်ွယ်သူတွေချစ်ဟာဘဝမှာလေးရောက်စဉ်တစ်ခုပါယုံကြည်ချက်ကိုစုခံရင်သစ္စာမဲ့သူတွေအချစ်ဟာကစားစရာတစ်ခုလိုပဲတန်ဖိုးမဲ့ဒီချစ်ချင်းမှတွေ့ပြခဲ့ယုံကြည်ထားသမျှအရာတိုင်းပဲတို့ရိုင်းလဲကြပြစီလဲတခါတရံချစ်ဟာကြည်နူးစရာတခါတရံချစ်ဟာချစ်ကွဲစရာတခါတရံလေးအာယုံဥပမာတခါတရံမျက်ရည်တွေနဲ့ကြပြတခါတရံချစ်ဟာလေးမြင့်မှာတခါတရံချစ်ဟာမုံနိုင်မှာတခါတရံမိုးရေစမြပမာတခါတရံမိပင်လဲကြီးတာ အခုအန်တီပေးမဲ့300ဆိုတာလေသားတို့ဒီမှာအေးအေးလူလူလောက်ကင်စားတောင်းလို့ရပါတယ်သားအန်တီသမီးလေးကပညာရေးကလည်းတစ်ပိုင်းတစ်စဖြစ်နေတယ်ပြီးတော့သိငယ်သေးတော့သူဆုံးဖြတ်တာတွေကလည်းမှန်ချင်မှမှန်မယ်သားသမီးအတွက်အန်တီစဉ်းစားထားတဲ့ plan တွေလည်းရှိတော့လေအန်တီသမီးလေးနဲ့မပတ်သက်ပါနဲ့လို့အန်တီကတောင်းပန်ပါတယ်သားရဲ့ မှန်လေလူချင်းငွေကြီးတနအင်အားတွေတုံးပြီးတော့ကဘာတစ်ဖက်ကိုမောင်းထုတ်ရင်ထုတ်ပလိုက်လို့ရရင်ရလိမ့်မယ်ဒါပေမဲ့အဲ့လူတယောက်ရဲ့ခံစားချက်ကိုငွေကြီးတနရင်နဲ့တိုက်တာလို့ရသလား မှန်ပါတယ်မောင်ပင်လေမှန်ပါတယ်ဟိုတမျိုးတော့မအောင်မေးပါနဲ့နော်သားအန်တီပြီးတဲ့အမောင်များနည်းနေလို့လားဟိုအန်တီပြေလည်အောင်ညှိပေးမယ်လေ တော်ပါတော့နေရောအန်ဒီကျွန်တော်ဘာမှဆက်မပြောပါနဲ့အန်ဒီကကိုရဲ့အမေဖြစ်နေတဲ့အတွက်ကျွန်တော်မှပြန်ပြောဖို့စကားလုံးတွေရှားပါသွားပြီကျွန်တော်ကိုရင်ထဲကချစ်နေတယ်ဆိုတော့ကျွန်တော်ရင်ကိုကိုဖတ်တတ်တဲ့အတွက်ကျွန်တော်အချစ်တွေကိုသူရိမ့်မိကောင်ရိမ့်မိလိမ့်မယ်ကျွန်တော်လူသားတစ်ယောက်အနေနဲ့အရင်